1ချုပ်တဲ့လူတွေစားပေးရမယ်တဘာဝအစားအစာ5မျိုး1ချုပ်တာဟာတော်တော်လေးနေရာထိုင်ရခက်စေတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့နေ့စဉ်စားသောက်မှုပုံစံမှာအမြင့်တက်ဖိုင်ဘာနဲ့ရေဓာတ်ကြွယ်ဝတဲ့တဘာဝအစားအစာတွေကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင်ဦးလန်းကြောင်းလှုပ်ရှားမှုကိုကောင်းမွန်စေပြီး1ချုပ်တာကိုတက်တာစေမှာဖြစ်ပါတယ်1ချုပ်တဲ့လူတွေအဓိကစားပေးတဲ့တဘာဝအစားအစာ5မျိုးကတော့နံပါတ်1တင်မောသီးမဲ့မှာအမြင့်တက်နဲ့ရေဓာတ်အမြောက်အများပါဝင်တဲ့အပြင်ပပိန်လို့ခေါ်တဲ့အစာချေအင်ဇိုင်းတစ်မျိုးလည်းပါဝင်ပါတယ်ဒီအင်ဇိုင်းကအစားအစာတွေကိုကြည်ညက်လွယ်စေပြီးဦးလန်းကြောင်းတစ်လျှောက်အညစ်အကြေးတွေကောင်းကောင်းဖြတ်တန်းသွားနိုင်အောင်ကူညီပေးတာမို့ဝမ်းမှန်စေဖို့အတွက်အကောင်းဆုံးသဘာဝအသီးဖြစ်ပါတယ်နံပါတ်2ဇီးသီးကြောင့်ဟာဝမ်းချုပ်ခြင်းအတွက်အစွမ်းထက်ဆုံးသဘာဝဆေးတစ်ခွက်လိုတော့တင်စားနိုင်ပါတယ်သူ့မှာဆိုရင်မပြောင်းဝင်နိုင်တဲ့အမြင့်တက် insoluble fiber အပြင် sorbitol လို့ခေါ်တဲ့သဘာဝတခြားတက်တစ်မျိုးပါဝင်ပါတယ် sorbitol ကဥမာကြီးတဲ့ကိုရေဓာတ်ဆွဲခေါ်ပေးတဲ့အတွက်ဝမ်းကိုပျော့ပြောင်းသွားစေပြီးတော့အလွယ်တကူသွားရလွယ်ကူစေပါတယ်နံပါတ်3ဟင်းနုနယ်နဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်များဟင်းနုနယ်ကိုက်လန်စတဲ့အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာအမြင့်တက်တယ်မကပဲမက်ဂနီဆီယမ်တက်လည်းကျွဲဝါစွာပါဝင်ပါတယ်မက်ဂနီဆီယမ်ဟာဦးလန်းကြောင်းကကြွက်သားတွေကိုပြေရောစေပြီးဥမာကြီးတဲ့ကိုရေဓာတ်ရောက်ရှိအောင်လှုပ်ဆော်ပေးတာကြောင့်ဝမ်းထွက်ရလွယ်ကူစေမှာဖြစ်ပါတယ်နံပါတ်4ချီယာစိတ်ဟာအမြင့်တက်အလွန်မြင့်မာတဲ့အစိတ်အစံဖြစ်ပါတယ်ချီယာစိတ်ကိုဒီစင်လိုက်တဲ့အခါမှာဂျယ်လီလိုပုံစံမျိုးပြောင်းလဲသွားပြီးအဲ့ဒီဂျယ်လီတက်ကဦးလန်းချောင်းထဲမှာဝမ်းကိုဖျောက်ဤသွားအောင်ဖန်တီးပေးပါတယ်နံပါတ်5ပန်းသီးဒီနေ့ပန်းသီးတစ်လုံးစားရင်ဆရာဝန်စီသွားဖို့တော့မလိုဘူးဆိုတဲ့အတိုင်းပန်းသီးဟာဝမ်းချုပ်တာအတွက်လည်းအသုံးဝင်ပါတယ်ပန်းသီးမှာပက်ပတင်လို့ခေါ်တဲ့ပျော်ဝင်လွယ်တဲ့အမြင့်တက်တစ်မျိုးပါဝင်ပါတယ်ဒီပက်ပတင်တက်ဟာဥမာကြီးထဲမှာအကျိုးပြုဘက်တီးရီးယားတွေကိုပွားများစေပြီးအစာချေစနစ်ကိုမြန်ဆန်စေကဝမ်းကိုပျော့ပြောင်းစေပါတယ်အမြင့်တက်များတဲ့အစားအစာတွေကိုစားတဲ့အခါမှာရေကိုလည်းတစ်နေ့ကိုအနည်းဆုံး2လီတာကနေ3လီတာခန့်ပြေဝအောင်တောက်ပေးဖို့လိုအပ်ပါတယ်ရေဖန်ခွက်အနေနဲ့ဆိုရင်တော့ရေဖန်ခွက်10ခွက်ကနေပြီးတော့10ခွက်ဝန်းကျင်ဖြစ်ပါတယ်ရေတက်မပြေဝပဲနဲ့အခုကျွန်တော်ပြောထားတဲ့အမြင့်တက်ပါဝင်တဲ့အစားအစာတွေကြီးပဲစားမိမယ်ဆိုလို့ရှိရင်လည်းဝမ်းပိုချုပ်သွားနိုင်ပါတယ်ဒါကြောင့်မို့လို့ရေကိုလည်းများများတောက်ပါအခုကျွန်တော်ပြောသွားတဲ့အစားအစာတွေကိုလည်းစားပေးပါဗီဒီယိုဖိုင်လေးကအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်